မူတဲတို့အခုဆိုလို့ရှိရင်ပတ်တရားကိုရောက်နေရဖြစ်ပါတယ်ညနေခင်းညီမ2ယောက်လမ်းလျှောက်ထွက်ကြတာဖြစ်ပါတယ်ကြည့်လိုက်လမ်းလျှောက်ထွက်ပြီးတော့မူတဲတို့နိုင်မကတ်မှာပရစ်ကြော်ဝယ်စားခဲ့ပါတယ်ပရစ်ကြော်ကမူတဲစားခဲ့တာဒီအခုနေထားလေးလက်ဆိုင်လေးပေါ့နော်သူ့စီမှာအကြီးဆိုင်တော့မရှိဘူးလေအလက်ဆိုင်လေးဝယ်စားခဲ့တယ်သူကဒီမှာရတာမှုတ်တယ်အချို့အငန်းတွေအကုန်လုံးပေါ့နော်သူရောပြီးတော့ဒါထည့်ပေးတာအခုဒါမူတဲဝယ်တာဘတ်50ဘူးဖြစ်ပါတယ်ဒီပြီးအလက်ဆိုင်ကောင်လေးတွေကလေသူ့မှာဥလေးအများကြီးပါတယ်စားလိုက်ရင်စိတ်နေရပဲI will eat here. Oh, okay. Thank you so much. Okay ပါကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုသစ်တွေမှာထပ်တွေ့ကြမယ်နော်တတာ